အမျိုးတွေမင်္ဂလာပါဗျဒီနေ့က14ရက်6လပိုင်း2026ညနေနေဝင်စည်းစာချိန်ပေါ့နော်မနေ့ပိုင်းလမ်းမလျှောက်တော့ညနေပိုင်းဥစဉ်ဒါလမ်းထွက်လျှောက်နေရဗျနော်တော်ရဲဆိုတော့နေညင်းလေရလဲကောင်းတယ်တဘောကလေရလဲကောင်းတော့အသက်ရှည်ချောင်းနီလန်းကောင်းပေါ့ဗျာလမ်းလျှောက်ရင်လည်းဂုံတော်ပွားပြထားပေါ့နော်ဒီနေ့ဥစဉ်စီကိုတချို့လာရတယ်ဗျဒီနေ့ဧည့်သည်တွေ5-6တဦးမှတော့ဥစဉ်မတွေ့လိုက်ဘူးဗျနော်မတွေ့လိုက်ဘူးဆိုတာကဒီနေ့ကဥစဉ်လဲအကြောင်းလဲဒီနေ့တော့ပရိလင်္ကာပဲအရဟံဇံဂုံတော်ပွားနော်စေရင်နဲ့ဂုံတော်ပွားမေတ္တာပူဟာနဲ့အောက်ကိုမဆင်းဖြစ်ပါဘူးမတွေ့ဘူးနောက်တစ်ချက်ကဟွာပေါ့နော်ဌာနမှားနေဗျဒီကြောက်ဝိုင်းနေနဲ့ပတ်သက်ပြီးလေကြောက်ဝိုင်းကိစ္စလဲဥစဉ်စီရောက်လာကြတယ်အုပ်ကြီးရွှေပွဲလဲဥစဉ်စီရောက်လာတယ်ပြည်သူစစ်ကလည်းပြည်သူစစ်ကနဲ့ဥစဉ်စီရောက်လာတယ်ဟုတ်လားရောက်ချလာတယ်စာတွေကြည့်ရောလဲလက်မှတ်မပါဘူးလက်မှတ်ပါလဲဥစဉ်ကဘာမှလုတ်ပိုင်ခွင့်မရှိဘာမှလုတ်ပြီးလို့မရပါဘူးဗျဟုတ်လားဥစဉ်နေရာကတိုင်စာတွေပို့ဥစဉ်ကပဲရေးကြည့်လို့ရတဲ့အနေထားကြီးခင်ဗျားတို့ဟုတ်လားကြောက်ဝိုင်းကိစ္စတော့လွတ်တော်ဥက္ကဋ္ဌကနေလားဒုဥက္ကဋ္ဌလားမတည်ဘူးပေါ့ဗျနော်မန္တလေးက8လပိုင်းမှာတဲ့ဟုတ်လားအဲ့ကြောက်ဝိုင်းကိစ္စနဲ့ပတ်သက်ပြီးမှတကြံအတွက်လဲကြိုးကောက်တကြံကနောက်နှစ်မှာဒါနဲ့ကြိုးကောက်ပြီးသားတဲ့နောက်နှစ်စာအတွက်ကထိန်အတွက်ကလည်းကြိုးကောက်ပြီးသားတဲ့နော်နောက်နှစ်စာအတွက်ကိုကထိန်ရလဲကထိန်အတွက်လည်းဒီငွေတွေနဲ့ပတ်သက်ပြီးလဲဒီမြို့တော်ဝင်စီကိုကြောက်ဝိုင်းကဒါတကားကြီးဥတန်ထေးလာမတည်ဘူးသူတင်ထားတာတွေပဲဗျနော်ဒါနဲ့ခင်ဗျားတို့ဘလို့တင်လို့တော့အောင်မြင်မှာမဟုတ်ဘူးဘာလူကြီးကလည်းပေါင်စားနေရလေသူတို့မလုပ်ရဲဘူးမလုပ်ရဲဘူးပေါင်စားနေအရင်လူကြီးတော့ကလည်းပေါင်စားတော့အခုလူကြီးကတော့မလုပ်ရဲဘူးလို့ပြောလို့မရဘူးပေါ့ဗျာနော်အခုလူကြီးရဲ့ဦးဇင်းတို့ကဟိုပါပေါ့တရုတ်စကားပုံလို့ပေါ့တရုတ်စကားပုံကဘာလဲဆိုတော့သားလက်စားလို့ဆိုပြီးအဲ့လူကြီးကိုအထက်ကနေပြောင်းပလိုက်တယ်ပြောင်းပလိုက်တော့နောက်လူကြီးပြောင်းလာတော့ဘာပြောလဲဆိုတော့ရွာသူရွာသားတွေကပြောတာပေါ့ဟာမျိုးသူမျိုးသားတွေရက်ွက်တွေဟာဒီလူကြီးကတော့မစားဘူးတဲ့ဟေးခုပြောင်းလာမဲ့လူကြီးကတော့မစားဘူးလို့ပြောကြတယ်အဲ့မှာရှေ့ပြီးနောက်ပြီးဘိုးတော်ကြီးကပြောတယ်ဘာပြောလဲဆိုတော့အဲ့လူကြီးမှာတဲ့ဗဇက်ပါတယ်လားတဲ့ပါတယ်တဲ့ပြောင်းလာမဲ့လူကြီးကဗဇက်ပါရင်တော့စားမှာပဲတဲ့ဟုတ်လားအဲ့တော့ပြောချင်တာကတော့အလားရှင်တော်တော်များများကိုကငွေနဲ့ဖိလိုက်လို့ရှိရင်တတ်နိုင်အာနာရှင်အာနာရှိရဲ့သူစီတွေမှာခရိုနီတိုင်းဟာရှိကြတယ်အာနာရှိရဲ့သူတွေကိုခရိုနီတွေကဖုံးပြကြတယ်ဒါတဘောအတိုင်းပဲဘလောက်ပဲဘလောက်ပဲပြောခုလဲခင်ဗျားတို့ကြောက်ဝိုင်းကိစ္စကဒါဒီမိုကရေစီနော်ဒီမိုကရေစီမရတရားအစိုးရမှာနော်အဲ့ဘာမဟုတ်တဲ့ကိစ္စလေးတောင်မှ8လပိုင်းရောက်မှလွတ်တော်တဲ့ကိုအစိုးတင်သွင်းရအောင်ပါတဲ့နော်အစိုးတင်သွင်းရအောင်ပါတဲ့တကယ်ဆိုခင်ဗျအဲ့မှာတိုင်ထားတဲ့စာတွေဗျာရှိတယ်ဗျမျိုးတော်ဝင်တဲ့အကုန်လုံးတိုင်ထားချီရဟုတ်ရင်ရေးယူပလိုက်ဗျာဟုတ်လားရေးယူပလိုက်ကြောက်ဝိုင်းမှာနောက်ပြီးတော့ခင်ဗျကြောက်ဝိုင်းတူဒါတွေကဥစဉ်တို့စီကိုလာပြောစရာမလိုဥစဉ်တို့ကဘာမှမကြောက်ဝိုင်းဥစဉ်လက်ချိုးရည်တွေ့လို့နှစ်ခေါက်သုံးခေါက်မရောက်ဘူးဗျာဟုတ်လားတနေ့တွေ့လို့ကြောက်ဝိုင်းကိုတနေ့တွေ့လိုက်လို့ဥစဉ်ကြောက်ဝိုင်းကိုဒါဟိုးတလောကတော့တစ်ခေါက်ရောက်ခဲ့သေးတယ်ဥစဉ်တစ်ဖက်လက်ဖိတ်ဆိုင်လည်းရှိတာနဲ့ဖိတ်တုံးကဟိုခရီးလွင်နေတော့တော့ဘရောင်းပဲရောက်နေတော့မသွားလိုက်ရတော့အေးငါလာခဲ့ပါဦးမယ်ကွာလို့ဟုတ်လားအားနဲ့တပည့်ရဲ့လက်ဖိတ်ဆိုင်လေးတွားပြီးမှထိုင်ပေးလိုက်ပါတယ်အတွင်းထဲမှာထိုင်ပေးလိုက်တယ်အဲ့တစ်ခေါက်ပဲရောက်ခုတဲ့ကြောက်ဝိုင်းကိုဟုတ်လားအဲ့တော့ဦးစင်းကအာနာလည်းမရှိပါဘူးဗျာအာနာရှိတဲ့သူတွေတောင်မှကြောက်ဝိုင်းကအဲ့လူတွေကိုဘာမှမလုပ်ရဲရင်ပောက်ကိုတော်ကဘာမှလုပ်ရဲဘူးလေပောက်ကိုတော်ကဘာမှမအာနာမရှိပောက်ကိုတော်ကဘာဆွမ်းနာမှတ်လို့ဟုတ်လားကြောက်အာနာရှိတဲ့သူတွေတောင်မှဟုတ်လားလုံးပိုင်ခွင့်ရှိတဲ့သူတွေတောင်မှဟုတ်လားအဓိကတော့ငွေပဲဗျငွေတောင်ဘယ်အစိုးရပဲတက်ဟုတ်လားအာနာရှင်နောက်မှာအာနာရှိရဲ့သူနောက်မှာအမြဲတမ်းခရိုနီဆိုတာပါပြီးသားဒါတဘောအတိုင်းပဲနော်တဘောအတိုင်းပဲအမတို့ဒီနေရာတိုင်းတော်တော်များများဘလောက်ပဲတက်မတော်ချစ်ပါတယ်ပြောဘလောက်ပဲတက်မတော်အဲ့လူကလည်းအခုမှရမ်းချမ်းအေးချမ်းသွားရင်တက်မတော်ချစ်တဲ့သူကလည်းအပယ်ခံတာပဲဒါတဘောအတိုင်းပဲဟုတ်လားအပယ်ခံငွေတမ်းမခံနိုင်ဘူးလေရှေ့တင်တာဟာဟိုပြုံးပြဖြီးပြနောက်ကြတော့ဟိုပတ်စံရှိတဲ့သူကတိုင်လိုက်ရင်လည်းဘလောက်ပဲချစ်တယ်ဘလောက်ပဲမျိုးချစ်တယ်ပြောခံရတာပဲဟိုဦးစင်းတို့တောင်မှယင်းပြီးပြောတာဦးစင်းတို့ကယင်းပြီးမှပြောတာ
ပြည်သူတွေရဲ့အတွက်ကိုဦးစင်းတို့ကရင်းပြီးမှကိုပြောတာဟုတ်လားဟိုအုပ်ကြီးရွေးကောက်ပွဲတွေအုပ်ကြီးရွေးပွဲတွေလုပ်နေပြီခင်ဗျားတို့တမက်ကြမယ်လို့ခင်ဗျားတို့ထင်တယ်လားအတန်ထွက်လာလိုက်မယ်တမက်ကြမယ်လို့ထင်တယ်လားတမက်ကြခြင်းတော့လွယ်ပါတယ်အုပ်ကြီးတွေရွေးတဲ့အခါမှာခင်ဗျာအဲ့မှာဟာဘသူကဘလောက်ပါခင်ဗျဘသူကဘလောက်ပါခင်ဗျမဲကဘလောက်ပါဒီမဲဘုံကြီးဆိုယူမတော့ထွေအိုယုံတို့ဘယ်ယုံတို့ယူမတော့ယူကြည့်ဓမ္မယုံမှာကျင်းမှဓမ္မယုံရှိမှာဒီမဲကဘသူကနံပါတ်ဘလောက်ပါခင်ဗျဘသူကဘလောက်ရပါတယ်ခင်ဗျဘသူကဒီတိုင်းတာခင်ဗျကျင်းပါလိုက်ဟုတ်လားအုတ်ကြီးဟောင်းနေထားတဲ့သူကတော့ထားကိုထားရမှာဟုတ်လားခိပြက်ထဲမှာလည်းချမ်းသာပါတဲ့အုတ်ကြီးတွေရှိလို့ခိပြက်ထဲမှာလည်းပေးဆက်လိုက်ရတဲ့အုတ်ကြီးတွေလည်းရှိတာပဲအကုန်လုံးတော့ဦးဇင်းတို့ကမဆိုလို့ဟုတ်လားအခုကြမှာလဲအုတ်ကြီးတွေလှုပ်ချင်တဲ့သူတွေကလည်းတပြုံးတစ်ခေါင်းဟူဖစီတွားတာနဲ့ဟူဟာစီတွားဟူမသဘာဟူအကုန်လုံးပတ်သွားနေကြတာပဲဟုတ်လားအခုကြမှာအုတ်ကြီးလှုပ်ချင်တဲ့သူတွေကအများကြီးအုတ်ကြီးလာကမှခင်ဗျားလည်းတသိန်းကျော်လေးတသိန်းလမ်းမတည်ရတာလေဗျာဒါပဲနဲ့ဘာမှမစားဘဲနဲ့အဲစရင်တိုင်တာနဲ့ရက်ွက်ထဲမှာမြေလာလို့စားချုပ်ပင်ကိုစကားနဲ့အရင်ကြည်တယ်လေဗျာအရင်ကြည်တယ်တော်တော်မှအဲ့ဒါပဲလူရင်းရတော့ဟုတ်လားအဲ့တော့ဦးစင်းတို့ကတော့ကိုအားပေးတဲ့အစိုးရဆိုတော့စစ်မှန်တဲ့ဒီမိုကရေစီမရတရားအနေရတရားဖြစ်ချင်တာပေါ့ရတဲ့အနေအထားအထိတွားချင်တာပေါ့ဗျာဖြစ်ချင်တာပေါ့ဗျာဒါကတော့ဦးစင်းတို့ရဲ့အနေအထားဦးစင်းတို့ရဲ့တုံ့တက်ချက်ကိုပြောပြတာပါအဲ့နဲ့မရတရားဆိုတာလည်းမလွယ်ဘူးဗျသူတို့ကမရခင်တစ်မျိုးရပြီးရင်တစ်မျိုးအမြမရခင်တော့ကတော့ကြောက်ရောက်မှဘာပဲရှိဖိတ်လိုက်အကုန်လာတယ်လွတ်တော်အမတ်တိုင်းလာတယ်ရလဲရပြီးတော့လွတ်တော်အမတ်လေးလည်းဖြစ်ရောကိုတတ်ဆာညာပါတီကိုနေမျိုးကြော်တောင်ပေါ်မလာဘူးဗျဟာအလုပ်တွေများတာနဲ့ဘာနဲ့ဒါဘာမှမဟုတ်သေးဘူးတော့အားလုံးကဘာမှမဟုတ်သေးဘူးဟုတ်လားဒီလိုပြတခါလေကြတော့ရပြီးရင်တစ်မျိုးမရပြီးရင်တစ်မျိုးရပြီးရင်မရခင်ပြည်သူဆက်ဆံတာတစ်မျိုးဩအာနာလေးလည်းရပြီးရောဟုတ်လားဘာမှမဟုတ်တဲ့လာကမှာ9သိန်းကျော်ရှိတာပါအဲ့ဒါလေးလည်းရပြီးကကြတော့တစ်မျိုးလမ်းလျှောက်ထားတော့မှမတူဘူးဗျခင်ဗျားတို့ကတော့မရခင်တစ်မျိုးရခင်တစ်မျိုးမလုံးနဲ့နော်မလုံးနဲ့ဟုတ်လားပြောချင်တာကတော့အမျိုးသားရေးဓမ္မတွေကဘယ်ဆိုရတတ်တဲ့စန့်ကျင်ဘက်လှုပ်လာရင်တော့ဟုတ်လားမျိုးသားရေးဓမ္မတွေကအတိအတိုင်ပဲဘယ်မျိုးသားရေးဓမ္မမှာငုံခံတဲ့အနေအထားမရှိဘူးနော်ဒါလေးတော့တိစေချင်ပါတယ်ဗျခင်ဗျားတို့တိုင်းပြည်ကောင်းဆောင်အောင်တော့လုပ်ပေးပါလို့ပြောချင်တယ်နော်ပြည်သူလူထုကိုတော့စိတ်ချမ်းသာအောင်လုပ်ပေးပါပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပါလို့ပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ